မင်္ဂလာပါဗျအကိုကိုတိုင်းအိမ်ဝယ်ရမယ်ဆိုလို့ရှိရင်အကိုဘယ်ချက်တွေကိုထည့်စဉ်းစားမလဲဗျအကိုကိုယ်တိုင်ဝယ်တော့မယ်ဆိုလို့ရှိရင်တော့အိမ်ချမ်းမြေလောကရဲ့အရေးအကြီးဆုံးဖြစ်တဲ့ location ပေါ့ location ကိုပထမဦးစားပေးအနေနဲ့အကိုစဉ်းစားမယ်အကိုဝယ်ယူမဲ့ location ကအတိတ်တုန်းကဘာတွေဖြစ်ခဲ့ဘူးလဲလက်ရှိအလားအလာရောဘယ်လိုတွေရှိလဲ future မှာကောဘာ plan တွေရှိလဲgovernment projects တွေတခြား mega projects တွေလာဖို့ရှိလားအဲ့ဒါတွေအကိုစဉ်းစားမယ်လူဦးရေရောတကယ်ထူတတ်လားနောက်ပြီးတော့လူဦးရေ population ကရောအရင်တော့ဘယ်လောက်ဖြစ်ခဲ့လဲအခုဘယ်လိုအနေအထားရှိလဲနောက်ပြီးတော့နေထိုင်တဲ့လူတွေရဲ့လူနေမှုအဆင့်တန်းပေါ့ working class လားဘယ်လို level လဲ executive level တွေလား expert တွေအများစုရှိတဲ့နေရာတွေလားဆိုပြီးတော့အဲ့ဒါတွေအကုန်လုံးကိုခြုံငုံသုံးသပ်မယ်အဲ့ဒါအပြင်အသေးမွားအချက်အနေနဲ့ကတော့ဟိုလိုမျိုးပေါ့ရေကြီးရေရှမ်းတတ်လား traffic ဘယ်လောက်ပိတ်လဲအဲ့ဒါတွေလည်းအကိုသေချာစဉ်းစားမယ်အဲ့ရ location ကြိုက်ပြီဆိုရင်ဒုတိယအချက်အနေနဲ့ကတော့အကို developer ကိုစဉ်းစားမယ်ဒီ location မှာဘယ် developer ကိုအကိုရွေးတင်လဲပေါ့ developer ကရောတကယ် reputation ကောင်းလားသူ့ရဲ့ပြီးမယ်ဆိုတဲ့ project တွေတကယ်ပြီးခဲ့လား quality ရောမှန်လားအခုဆိုရင်ငလင်လှုပ်တယ်ငလင်နဲ့ပတ်သက်ပြီးတော့ impact တွေဘယ်လောက်ရှိခဲ့ဘူးလဲအဲ့လို developer ကိုကောင်းကောင်းအကိုရွေးချယ်မယ်ဟုတ်ပြီ location လည်းအကိုကြိုက်ပြီ developer လည်းကြိုက်ပြီဆိုလို့ရှိရင်တော့နောက်ချက်အနေနဲ့ကတော့အကိုကအဲ့ရွေးချယ်ထားတဲ့ project နားမှာသူနဲ့ segment တူတဲ့ project တွေရဲ့လက်ရှိအယောင်းဈေးဘယ်လိုရှိလဲအငှားဈေးဘယ်လိုရှိလဲเนาะအဲ့အချက်လေးတွေကိုအကိုလေ့လာမယ်အရင်တော့ကဘယ်ဈေးတွေဖြစ်ခဲ့လဲအခုဘယ်ဈေးတွေရှိနေလဲအနာဂတ်မှာရောဘယ်လောက်ဖြစ်နိုင်လဲအကိုအဲ့ဒါလေးတွေကိုခုနအပေါ်ကပြောတဲ့ demand တွေနဲ့အကိုချိန်ပြီးတော့စဉ်းစားမယ်စရုပ်ထအချက်အနေနဲ့ကတော့အပေါ်ကအချက်တွေအကုန်လုံးပြည့်စုံပြီဆိုလို့ရှိရင်တော့အကိုက ROI တို့ rental yield တို့အကိုစတာတွေကိုအကိုကိန်းဂဏန်းအနေနဲ့တွက်ကြည့်မယ်တွက်ကြည့်ပြီးတော့အကိုလိုချင်တဲ့ percentage တစ်ခုရောက်တယ်ဆိုလို့ရှိရင်အကိုဝယ်ဖို့စဆုံးဖြတ်မယ်ပေါ့နော်ဒါတွေမဟုတ်သေးပါဘူးအကိုခုနပြောခဲ့တာတွေကဒါ entry plan ပေါ့ real estate မှာကျတော့ entry ကလွယ်တယ် exit plan ကခက်တယ်ဆိုတော့ exit plan အတွက်ကိုလည်းအကိုဘယ်နှစ်ကင်ထားပြီးတော့ဘယ်အချိန်မှာတော့ပြန်ငှားမယ်ကိုယ်တိုင်နေမယ်ဒါမှမဟုတ်ဘယ်အချိန်ပြန်ရောင်းမယ်ရောင်းတဲ့အချိန်မှာလည်းအကိုဘယ်ဈေးနဲ့တော့ရောင်းလို့ရလောက်တယ်ဆိုတော့အချက်တွေကိုအကုန်ပြည့်ပြည့်စုံစုံစဉ်းစားပြီးမှဝယ်ဖို့ဆုံးဖြတ်မှာဖြစ်ပါတယ်